အလဲပိုင်းတိုက်စစ်ဌာနချုပ်နေမြေအတွင်းကအလင်းဝင်ရောက်လာတဲ့အကြမ်းဖက်အဖွဲ့ဝင်906ဦးကိုမိဘအုပ်ထိန်းသူတွေထံပြန်လည်အနှံ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အလဲပိုင်းတိုက်စစ်ဌာနချုပ်နေမြေအတွင်းကအလင်းဝင်ရောက်လာကြတဲ့အကြမ်းဖက်အဖွဲ့ဝင်906ဦးကိုမိဘအုပ်ထိန်းသူတွေစီကပြန်လည်အနှံ့တဲ့အခမ်းအနားတစ်ခုကိုမန္တလေးနန်းတွင်ကအလဲပိုင်းတိုက်စစ်ဌာနချုပ်မှာဒီနေ့မနက်ပိုင်းကပြုလုပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ဒီနေ့ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့အကြမ်းဖက်အဖွဲ့ဝင်အမျိုးသား453ဦးနဲ့အမျိုးသမီး53ဦးစုစုပေါင်း906ဦးဟာ PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုးအမည်နဲ့လက်နက်ကင်ဆက်ကျင်နေတဲ့အဖွဲ့အစည်းတွေအတွင်းကိုရောက်ရှိနေသူတွေဖြစ်ပြီးသက်ဆိုင်ရာနယ်မြေတွေမှာအလင်းဝင်ရောက်လာကြသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။အကြမ်းဖက်အဖွဲ့အင်အားများပြားနဲ့အခုလိုအလင်းဝင်ရောက်လာခြင်းဟာရွေးကောက်ပွဲပြီးလို့နိုင်ငံရေးအပြောင်းအလဲတွေစတင်နေခြင်းနဲ့ဖြစ်တယ်လို့နဘခနယ်မြေအတွင်းကအလင်းဝင်ရောက်လာကြတဲ့ PDF တွေအနက်အခုတစ်ချိန်အလင်းဝင်ရောက်လာတာဟာရခိုင်ကထံစံချိန်တင်မြင့်တက်တယ်လို့အခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်းအလင်းဝင်ရောက်မှုတွေရှိလာမယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။မန္တလေးကိုအလင်းဝင်လာတဲ့အကြမ်းဖက်အဖွဲ့ဝင်တွေဟာမောင်းမြန်ရိုင်ဖယ်ရီ9.56ကြီးတွေ9.6နှစ်ကြီးတွေအပြင်လက်လုံတနက်တွေ RPG ထိပ်ဖူးတွေလက်ပစ်ပုံးတွေမိုင်းတွေ40မမကြီးတွေအပါအဝင်လက်နက်မျိုးစုံ88လက်နဲ့လက်ပစ်ပုံးဘုံးသီး38လုံးစကားပြောဆက်3လုံး3ကြည်အိမ်မျိုးစုံ50ခုကြည်မျိုးစုံ3362တောင်မိုင်းမျိုးစုံ14လုံးကြီးကအင်ကြီးတထိန်ကြီးကအုတ်ထုံ9လုံးတို့ကိုယူဆောင်လာကြတာဖြစ်ပြီးသူတို့နဲ့အတူပါလာတဲ့အဲ့ဒီစစ်လက်နက်ပစ္စည်းတွေကိုလွှဲပြောင်းပေးအလို့တိုင်းမှုကလက်ခံရယူခဲ့တယ်လို့သိရပါတယ်။အနှံခဲ့ကြတဲ့လက်နက်တွေအတွက်စုချင်းငွေအဖြစ်မောင်းပြန်ရိုင်ဖယ်တနက်တလက်အတွက်စုချင်းငွေကျပ်350နှုန်း RPG တလက်အတွက်စုချင်းငွေကျပ်85သိန်းနှုန်းလက်လုံတနက်တလက်အတွက်စုချင်းငွေကျပ်5သိန်းနှုန်းလက်ပစ်ပုံးဘုံဒီတလုံးအတွက်စုချင်းငွေကျပ်3သိန်းနှုန်းစကားပြောဆက်တလုံးအတွက်စုချင်းငွေကျပ်2သိန်းနှုန်းကြီးကအင်ကြီးတစ်ထည်နှင့်စုချင်းငွေကျပ်2သိန်းနှုန်းကြီးကအုတ်ထုပ်တလုံးနှင့်စုချင်းငွေကျပ်2သိန်းနှုန်းနှင့်အလင်းဝင်ရောက်လာသူတွေကိုတဦးလင်းရေငွေကျပ်3သိန်းနှုန်းနဲ့စုစုပေါင်းငွေကျပ်2000ခန့်နဲ့ထောက်ပံ့ပစ္စည်းတွေကိုတိုင်းဒေသကြီးဝန်ကြီးချုပ်ကပေးအပ်ခဲ့တယ်လို့သိရပါတယ်။တရင်ထုတ်ပြန်ချက်မှာတော့တပ်မတော်စစ်ကြောင်းတွေအနေနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းက PDF အကြမ်းဖက်တောင်းကျမ်းသူပူပေါင်းအဖွဲ့တွေယာယီစိုးမိုးထားတဲ့နေရာတွေကိုတစ်ခုပြီးတစ်ခုပြန်လည်သိမ်းပိုက်တင်းချုပ်နိုင်ခဲ့တာကြောင့်ဒေသခံတိုင်းရင်းသားပြည်သူတွေအနေနဲ့ဝမ်းသာအားရကြိုးစိုးထောက်ခံနေကြပြီးစိတ်အားထက်သန်စွာအားပေးထောက်ခံမှုတွေယုံကြည်အားကိုးမှုတွေအပြင်တပ်မတော်နဲ့အတူပူပေါင်းပါဝင်ဆောင်ရွက်လာတာကြောင့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်တွေအနေနဲ့လည်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်နားလည်သဘောပေါက်လာကြကဥပဒေပေါင်းအတွင်းကိုတစ်ဖွဲ့ပြီးတစ်ဖွဲ့ပြန်လည်ဝင်ရောက်လာကြတာလို့ဆိုပါတယ်အလင်းဝင်ရောက်လာကြတဲ့ PDF 906ဦးကတော့မန္တလေးတိုင်းဒေသကြီးအောင်မြေသာဆန်မြို့နယ်ကအမျိုးသား39ဦးအမျိုးသမီး9ဦးချမ်းရေးသာဆန်မြို့နယ်ကအမျိုးသား3ဦးချမ်းမြသာစီမြို့နယ်ကအမျိုးသား2ဦးပြည်ကြီးတကုံမြို့နယ်ကအမျိုးသား6ဦးအမရပူရမြို့နယ်ကအမျိုးသား8ဦးအမျိုးသမီး2ဦးပသိမ်ကြီးမြို့နယ်ကအမျိုးသား3ဦးအမျိုးသမီး2ဦးကြောက်ဆယ်မြို့နယ်ကအမျိုးသား2ဦးစစ်ကိုင်းမြို့နယ်ကအမျိုးသား2ဦးတရားဦးမြို့နယ်ကအမျိုးသား2ဦးငန်းစုံမြို့နယ်ကအမျိုးသား2ဦးပြင်ဦးလင်မြို့နယ်ကအမျိုးသား4ဦးမိထီလာမြို့နယ်ကအမျိုးသား2ဦးအမျိုးသမီး2ဦးနထိုးကြီးမြို့နယ်ကအမျိုးသား9ဦးရမဲသိန်းမြို့နယ်ကအမျိုးသား2ဦးအမျိုးသမီး2ဦးမိုးကုတ်မြို့နယ်ကအမျိုးသား4ဦးမဒရာမြို့နယ်ကအမျိုးသား58ဦးအမျိုးသမီး2ဦးစင်ကူးမြို့နယ်ကအမျိုးသား219ဦးအမျိုးသမီး32ဦးတပိတ်ချင်းမြို့နယ်ကအမျိုးသား68ဦးအမျိုးသမီး9ဦးစောက်ပတောင်းမြို့နယ်ကအမျိုးသား3ဦးရင်းဆက်မြို့နယ်ကအမျိုးသား8ဦးအမျိုးသမီး2ဦးညောင်ဦးမြို့နယ်ကအမျိုးသား9ဦးအမျိုးသမီး2ဦးတို့ဖြစ်တယ်လို့မကွေးတိုင်းဒေသကြီးမကွေးမြို့နယ်ကအမျိုးသား2ဦးငဖဲမြို့နယ်ကအမျိုးသား3ဦးတောင်တွင်းကြီးမြို့နယ်ကအမျိုးသား3ဦးတို့ဖြစ်တယ်လို့သိရပါတယ်အခုဝင်လာကြတဲ့အကြမ်းဖက်အဖွဲ့ဝင်တွေထဲမှာအများစုဟာမန္တလေးဒေါ်လာရင်းနဲ့ကာကွယ်ရေးအဖွဲ့တွေကအများဆုံးဖြစ်နိုင်တယ်လို့ခန့်မှန်းထားကြပြီးခဲ့တဲ့မလ18ရက်နေ့ကထုတ်ပြန်တဲ့အဲ့ဒီအဖွဲ့ရင်ထုတ်ပြန်ချက်တစ်ခုမှာတော့လက်ရှိအချိန်မှာဒေါ်လာရင်းရဲဘော်တွေကိုစစ်ကောင်စီကနီလန်မျိုးစုံနဲ့ဆက်သွယ်ရေးဗပြောင်းခိုလုံရန်စီယုံမှုများကြောင့်ဒေါ်လာရင်းရဲဘော်တွေဗပြောင်းခိုလုံမှုများစွာဖြစ်ပေါ်နေပါသေးလို့ထုတ်ပြန်ထားတာတွေ့ရပါတယ်ရွေးကောက်ပွဲပြီးတက်လာမယ့်ရွေးကောက်ခံအစိုးရလက်ထက်မှာအကြမ်းဖက်မှုတွေနဲ့အကြမ်းဖက်အဖွဲ့အစည်းတွေဟာပျောက်ကွယ်သွားမှာဖြစ်တယ်လို့အခြားလက်နက်ကိုင် EAOS တွေအနေနဲ့လည်းငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်ရှိလာဖို့နိုင်ငံရေးလေးလာသုံးသပ်သူတွေမျှော်လင့်နေကြပါတယ်။အခုလိုအလင်းဝင်လာတဲ့အကြမ်းဖက်အဖွဲ့ဝင်တွေဟာမိသားစုဝင်ဆွေမျိုးတွေနဲ့အကြက်ကိုင်းပြီးအတင်းအဓမ္မဆူဆောင်းခံကြရသူတွေဖြစ်တယ်လို့အကြမ်းဖက်အဖွဲ့တွေကသူတို့ရဲ့အကျိုးစီးပွားအတွက်အပြစ်မဲ့ပြည်သူတွေနိုင်ငံဝန်ထမ်းတွေကိုချိန်ချောင်းဖမ်းဆီးတပ်ဖြတ်တာစစ်ရေးပြစ်မှတ်မဟုတ်တဲ့အခြေခံအဆောက်အအုံတွေ
လမ်းတရားတွေကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာတွေစတဲ့အကြမ်းဖက်လုပ်ရက်တွေကိုလက်မခံနိုင်တော့တာကြောင့်အလင်းဝင်ရောက်လာကြတာဖြစ်တယ်လို့သိရပြီးဥပဒေပေါင်းအတွင်းကိုပြန်လည်ဝင်ရောက်ဖို့ဆန္ဒရှိသူတွေလည်းကြန့်ရှိနေသေးကြောင်းသိရှိရပြီးဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာလို့သူတွေအနေနဲ့ဤဆက်ရခရိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေတပ်စခန်းတွေနဲ့ရဲစခန်းတွေကိုအမြန်ဆက်သွယ်သတင်းပေးပို့လာပါကကြိုးစိုးလက်ခံကလိုအပ်တဲ့ကူညီထောက်ပံ့မှုတွေပေးရတော့မှာဖြစ်တယ်လို့လက်နက်ခရိုင်တွေအတွင်းစုချင်းငွေတွေပေးရတော့မှာဖြစ်တယ်လို့သိရပါတယ်